မင်္ဂလာပါဘောနော်ရှေးဥစွာဖျားရှင်နာမတော်ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့ဒီလိုမျိုးဖျားเจ้าလူရှိမှအများကြီးဒီလိုမတ်တရက်ပြီးကျေးဇူးတော်ချီးမွမ်းနိုင်တာဖျားကောင်းချီးပေးလို့ပေါ့နော်အဲကြောင့်ဖျားရှင်နာမတော်ကျေးဇူးတော်ချီးမွမ်းပါတယ်နောက်ဒုတိယကတော့ဒီကအတင်းသူအတင်းသားတွေအားလုံးကိုလည်းအရင်ကျေးဇူးတင်ပါတယ်လို့ဒီ3နှစ်ခွဲကာလအတွင်းဒီမှာကြောင်းတက်တဲ့အချိန်မှာအားလုံးဝိုင်းဝန်းဆူတောင်းပေးတယ်ပြီးတော့ဘလို့ပွဲမျိုးပဲဖြစ်ဖြစ်ပေါ့နော်အမြဲတမ်းအနောက်ကနေ support အားပေးရတဲ့အတွက်အရင်ကျေးဇူးတင်ပါတယ်လို့အားလုံးအတင်းသူတင်းသားတယောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်နောက်ခုကတော့ဒီအိန္ဒိယမှာရှိတဲ့တမီးရဲ့မိသားစုဝင်တွေအားလုံးပေါ့နော်အစားအနေဆုံးထိတာဝန်ပေးရတဲ့သူတွေအားလုံးကိုလည်းကျေးဇူးတင်တယ်နုခိုင်ချေနုတမနောနဟာပဟောဒါတို့အားလုံးကိုလည်းကျေးဇူးတင်ပါတယ်လို့ဒီကအမျိုးတွေအားလုံးလည်းကျေးဇူးတင်တယ်ပြီးတော့ရဝေးကမိဘနှစ်ပါးနဲ့အမျိုးတွေဆူတောင်းပေးအမျိုးတွေအားလုံးလည်းကျေးဇူးတင်ပါတယ်ဒီနေ့ဒီချိန်တို့ရက်နိုင်တာပေါ့နော်ဖခင်ကျေးဇူးတော်ကြောင့်မဟုတ်ရင်တော့မဖြစ်နိုင်ပါဘူးလို့3နှစ်ခွဲကာလအတွင်းမှာအဲဒါကြောင့်ရောက်စီတိုင်းပုံမှာဖခင်ရှင်ကောင်းကြီးပေးပါစေကျေးဇူးလည်းတင်ပါတယ် thank you